ပထမဦးစွာဒီနေ့တက်ချလေးလာဟုနေချင်းခရင်အသင်းတော်မှာလာရောက်ပြီးတော့မှပါဝင်ခွင့်ကိုကောင်းမြတ်တော်မူသောထာဝရဘုရားရှင်ရဲ့ပြင်ဆင်ပေးမှုအတွက်ထာဝရဘုရားရဲ့ဂုဏ်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ထို့အတူပဲကျွန်တော်အနေနဲ့သာသနာခရီးစဉ်တွေမှာသူသဖြင့်တက်ချလေးမြို့ကိုရောက်လာပြီးဆိုရင်အကျဉ်းတော်တော်များများရောက်လာတဲ့အချိန်ဒီတိုင်းလောက်လို့ပြောရင်မမှားပါဘူးကျွန်တော်ဒီအသင်းတော်မှာလာရောက်ပြီးတော့ပါဝင်ပြီးဒေသနာဝေမျှခွန်အားပေးခွင့်အမြဲတမ်းရခဲ့ပါတယ်အသင်းသူအသင်းသားနဲ့နောက်တစ်ချိန်ပြန်လည်ပြီးတော့မိသားဖွဲ့ရခွင့်ကိုရရှိတဲ့အတွက်အထူးပဲဂုဏ်ယူဝမ်းမြောက်မိကြောင်းဖော်ပြအပ်ပါတယ်ဒီနေ့ဖို့ကျွန်တော်ဝေမျှခွန်အားပေးဖို့ရန်အတွက်ပြင်ဆင်ထားတဲ့အကြောင်းအရာလေးကတော့ကောင်းသောအမွေပေးခဲ့ပါကောင်းသောအမွေပေးခဲ့ပါဘုရားသခင်ကသူ့ရဲ့သားသမီးတွေနေ့စဉ်အသက်ရှင်တဲ့အခါမှာနေ့စဉ်အသက်တာအသက်ရှင်ရဖို့လိုအပ်တဲ့ကောင်းမြတ်ခြင်းတွေကိုကျွန်တော်တို့အတွက်အမြဲတမ်းတို့တင်ပြီးတော့ပြင်ဆင်ပြီးတော့ကျွန်တော်တို့ကိုစီစဉ်ထားပေးပါဒီအတွက်ကြောင့်မလို့သောစောတုန်းကကျွန်တော်တို့ကြားခဲ့ရပြီးဖြစ်တဲ့အဓိကကျမ်းပိုက်လေးကိုကျွန်တော်ပမာလိုခောက်ပြန်ပြီးတော့ဖတ်ပြချင်ပါတယ်16ခုမြောက်သောဇာလံအငယ်9-6မှာထာဝရဘုရားသည်ငါအမွေခံရာဖို့ငါစားတော့ရာအဖို့ဖြစ်တော်မူ၏ကိုတော်သည်အကျွန်ုပ်အမွေအနှစ်ကိုစောင့်ရှောက်တော်မူ၏ငါပိုင်ထိုက်သောနယ်နိမိတ်သည်တာယာသောအရက်တွင်ကြာ၍ကောင်းမွန်သောအမွေကိုငါခံရပြီဒီနေ့ကျွန်တော်တို့ယုံကြည်ကိုးစားတဲ့ခိုလုံကိုးကွယ်တဲ့ထာဝရဘုရားရှင်သည်ကျွန်တော်တို့ရဲ့နေ့စဉ်အသက်ရှင်မှုအတွက်ကျွန်တော်တို့ရဲ့မိသားစုအတွက်ကျွန်တော်တို့ရဲ့အသင်းတော်အတွက်လိုအပ်တဲ့ဤခိုစရာကျွန်တော်တို့အသုံးပြုဖို့ရန်အတွက်အမွေဥစ္စာတွေပြင်ဆင်ထားပေးတယ်ကျွန်တော်တို့ဘယ်အချိန်မှာဘာလိုလဲဆိုရင်အဲ့ဒီဟာကိုခံစားရဖို့ကျွန်တော်တို့အတွက်အမြဲတမ်းအစဉ်သင့်ရှိတယ်ထာဝရဘုရားစီကရမယ့်အရာတွေအားလုံးဟာဒီကျမ်းပိုက်ထဲမှာတော့ကျွန်တော်တို့ရှိနေတဲ့အရာတွေသာကျွန်တော်တို့အသက်ရှင်နေတဲ့နေရာတိုင်းမှာကျွန်တော်တို့ခံစားရတဲ့အရာတွေအားလုံးဟာအလွန်ပင်ပြီးပြည့်စုံတဲ့ကောင်းမြတ်ခြင်းတွေကိုကျွန်တော်တို့ခံစားကြရမယ်ဒီနေရာမှာကဘာဦးကျမ်းထဲမှာကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်ယာကုပ်နဲ့အေသောတို့ရဲ့ဇက်လန်းကိုကျွန်တော်တို့အားလုံးကြားဘူးကြပြီးသားဖြစ်ပါတယ်ဒီနေရာမှာအေသောဟာဘုရားသခင်ကသူ့ရဲ့လူသားတစ်ယောက်ဖြစ်ခြင်းအပေါ်မှာမိသားစုထဲမှာအသက်ရှင်တဲ့နေရာမှာသူဟာသားဦးဆိုတဲ့အမွေဥစ္စာမိသားစုထဲမှာသူခံစားရဖို့ဘုရားရှင်ကသူ့ကိုအဲ့ဒီအခွင့်အရေးသူ့ကိုပေးထားတယ်ဒါပေမဲ့သူ့ရဲ့ဆာလောင်မွတ်သိမ့်မှုလူသားတစ်ယောက်ရဲ့ဆာလောင်မွတ်သိမ့်မှုအတွက်နဲ့ဘုရားပေးထားတဲ့မွေးရာပါအခွင့်အရေးဆိုတဲ့သားဦးဆိုတဲ့အရာကိုသူဟင်းတစ်ခွက်နဲ့လဲလိုက်ကျမ်းစာထဲမှာတော့ဗာပြောလဲဆိုလို့ရှိရင်ကဘာဦးကျမ်းအခန်းကြီး25အငယ်34အဆုံးပိုင်းလေးမှာထို့သောအေးသောသည်မိမိနှင့်ဆိုင်သောသားဦးအရာကိုမထီမဲ့မြင်ပြုတည်းဖျားသခင်ကအေးသောအတွက်ကောင်းမွန်တဲ့အရာသူအသက်ရှင်တဲ့နေရာမှာဒီသားဦးဆိုတဲ့အခွင့်အရေးနဲ့သူအသက်ရှင်သွားဖို့ပေးဆက်သွားဖို့ဖျားသခင်ရဲ့ကြိုတင်စီစဉ်ထားပြီးတဲ့အကြံစီတော်အောက်မှာသားဦးဆိုတဲ့အခွင့်အရေးနဲ့မိသားစုထဲမှာသူအသက်ရှင်သွားရမှာဒါပေမဲ့ဤတော်ဟာကျမ်းစာထဲမှာမိမိနဲ့ဆိုင်တဲ့သားဦးရာကိုမထီမဲ့မြင်ပြုတယ်ဒီနေ့ကျွန်တော်တို့တွေယုံကြည်သူသားသမီးတွေကျွန်တော်တို့စီကနေပြီးတော့ကျွန်တော်တို့သားသမီးတွေကျွန်တော်တို့ရဲ့မျိုးဆက်ကျွန်တော်တို့လက်ဆင့်ကမ်းသမျှအရာအားလုံးကောင်းမွေဖြစ်ဖြစ်ဆိုးမွေဖြစ်ဖြစ်အရာအားလုံးဟာဘယ်မှာသွားပြီးတော့ကြံရစ်ခဲ့လေဆိုရင်ဒီနေ့အသင်းတော်တွေမှာအဲ့ဒီကောင်းမွေဆိုးမွေတွေအသင်းတော်တွေမှာအသင်းတော်ကအားလုံးခံစားအသင်းတော်ရဲ့ရှင်သန်ကြီးထွားခြင်းဖွံ့ဖြိုးတိုးတက်ခြင်းအသင်းတော်ရဲ့ကြဆင်းခြင်းကြရှုံးခြင်းအရာအားလုံးဟာဘယ်သူ့ပေါ်မှာမူတည်လဲဆိုလို့ရှိရင်အသင်းတော်မှာရှိနေတဲ့ယုံကြည်သူသားသမီးအားဖြင့်အသင်းတော်ကဒီအမွေတွေကိုဆက်ခံရမှာဒီနေ့ကျွန်တော်တို့အသင်းတော်ကိုရောက်လာတယ်အသင်းတော်မှာကျေးဇူးတော်ချီးမွမ်းစရာအကြောင်းတွေကျွန်တော်တို့ပြောမလားဒါမှမဟုတ်လို့ရှိရင်လည်းတယောက်နဲ့တယောက်မကောင်းတဲ့အကြောင်းတွေကိုကျွန်တော်တို့အသင်းတော်ထဲမှာထိုင်နေရင်းနဲ့ကျွန်တော်တို့အတင်းပြောနေကြမလားအဲ့ဒီကောင်းငွေဆိုးငွေရဲ့အနှစ်သာရတွေအားလုံးအတက်အကျအသင်းတော်ရဲ့အတက်အကျအသင်းတော်လို့ကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့ကဒီဗိမာန်တော်ကိုပဲကျွန်တော်တို့မြင်တကယ်တော့အသင်းတော်လို့ပြောတဲ့အခါမှာကျွန်တော်တို့ယုံကြည်သူအစုအဝေးရဲ့အတက်အကျအရာအားလုံးရဲ့ရုပ်လုံးဟာကျွန်တော်တို့ရဲ့ဒီကောင်းမွေဆိုးမွေလက်ဆင့်ကမ်းပေးခြင်းအပေါ်မှာ
မူတည်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီနေ့ဒီအသင်းတော်ကိုဖျားသခင်ကကျွန်တော်တို့တွေအမိတဟဲပြုဖို့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာရှင်သန်ကြီးထွားဖို့ရန်အတွက်ကျွန်တော်တို့ကိုဒီဗိမာန်တော်ကြီးကျွန်တော်တို့ပြီးထားတယ်ဒီဗိမာန်တော်ကနေပြီးတော့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာတွေယုံကြည်သူသားသမီးတွေရဲ့အသက်တာတွေရှင်သန်ကြီးထွားပြီးတော့အသင်းတော်ဟာနှစ်စဉ်နဲ့အမျှရှင်သန်တိုးပွားပြီးတော့ကြီးထွားလာဖို့အဲ့ဒီလိုအမွေမျိုးကျွန်တော်တို့ကကျွန်တော်တို့ရဲ့ generation တွေကိုကျွန်တော်တို့လက်ဆင့်ကမ်းပေးမလားဒါမှမဟုတ်ဒီဗိမာန်တော်ကိုပဲကျွန်တော်တို့အသုံးချပြီးတော့ကျွန်တော်တို့ရဲ့သင်ကွဲဖို့ရန်အတွက်ကျွန်တော်တို့စူးစမ်းကြပါကောင်းမွေဆုံးမွေအားလုံးကျွန်တော်တို့ရဲ့အသင်းတော်ကပဲအားလုံးခံရတာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ဒီနေ့ပထမတစ်ချက်အနေနဲ့ heritage ပေါ့အမွေဆိုတာပါလေအမွေဆိုတာဟာစောစောတုန်းကတော့ဆာလန်ဆရာအားဖြင့်ကျွန်တော်တို့ခံယူတည်ဆောက်ရတာကတော့ထာဝရဘုရားသခင်စီကကျွန်တော်တို့ရရှိတဲ့အရာအမွေဥစ္စာဒါပေမဲ့အဲ့ဒီအမွေဥစ္စာကိုကျွန်တော်တို့ခံယူပြီးတော့ဒီအမွေဥစ္စာရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်တို့လက်ဆင့်ကမ်းတဲ့အရာဖြစ်ပါကျွန်တော်တို့မိသားစုလိုက်တော်၎င်းဒီနေ့ကျွန်တော်တို့ဒီအသင်းတော်မှာပါဝင်ခြင်းအားဖြင့်တော်၎င်းကျွန်တော်တို့ခံယူတည်ဆောက်ရတဲ့ကောင်းမြတ်တဲ့အရာတွေကိုနောက် generation တွေကိုကျွန်တော်တို့လက်ဆင့်ကမ်းပေးတဲ့အနှစ်သာရဖြစ်ပါเนาะဒီနေ့ကျွန်တော်တို့ဒီနေရာမှာကြည့်မယ်ဆိုရင် choir members တွေကိုကြည့်တဲ့အခါမှာဒီ choir members တွေက generation alike သူပြောင်းသွားတယ်အရင်တုန်းက choir ဆိုခဲ့တဲ့သူတွေကဒီနေ့ဒီချိန်မှာကျွန်တော်တို့အသင်းတော်လူကြီးတွေအနေနဲ့အသက်ကြီးတဲ့သူတွေအနေနဲ့ကျွန်တော်တို့နေရာယူထားကြ generation တွေကိုကျွန်တော်တို့လက်ဆင့်ကမ်းပေးလာတဲ့အခါမှာဒီနေ့သားသမီးတွေလက်ဆင့်ကမ်းပြီးတော့ယူသွားတယ်ဤကဲ့သို့သောအမွေမျိုးကိုကျွန်တော်တို့လက်ဆင့်ကမ်းပေးခြင်းဟာကောင်းမွန်တဲ့အမွေဥစ္စာဖြစ်ပါတယ်အမွေဥစ္စာဟာတဲ့ကျွန်တော်တို့အတိတ်သမိုင်းကတည်ဆောက်ခဲ့တဲ့အရာကိုကျွန်တော်တို့လက်ဆင့်ကမ်းပေးတဲ့အမှုအရာဖြစ်ပါတယ်အဲ့ဒီလက်ဆင့်ကမ်းပေးလိုက်တဲ့အမွေဥစ္စာထဲမှာအဓိကယုံကြည်သူသားသမီးတွေအတွက်လူမျိုးနွယ်စုတွေအတွက်ပုံမပြီးတော့မှနဲ့တဲ့ကျေပြန့်တဲ့အကြောင်းအရာတွေကိုပြန်ပြီးစဉ်းစားကြည့်တဲ့အခါမှာအမွေဥစ္စာထဲမှာဘာပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ tradition ကျွန်တော်တို့ရဲ့ဒီနေ့ကျွန်တော်တို့လာဟုလူမျိုးလို့ပြောမယ်ဆိုရင်လာဟုလူမျိုးရဲ့ရိုးရာယဉ်ကျေးမှုဓလေ့ပါပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့လူမျိုးစုကျွန်တော်တို့ဒီနေ့ဒီအသင်းတော်မှာရှိတဲ့အသင်းသူအသင်းသားတယောက်ဖြစ်ခြင်းရဲ့အောင်မြင်မှုကျွန်တော်တို့ဒီအသင်းတော်ကြီးဟာတချလိတ်မြို့ပေါ်မှာတော့အောင်မြင်ဆုံးသောအသင်းတော်ကြီးဖြစ်တယ်ဆိုတော့အမွေဒါကိုလည်းကျွန်တော်တို့ထိမ့်သိမ့်ပြီးတော့လက်ဆင့်ကမ်းရမယ်အထင်ပါပါတယ်နောက်တစ်ခုကတော့ဒီကနေ့ကျွန်တော်တို့ရှေးဘိုးဘေးတွေလက်ဆင့်ကမ်းပေးခဲ့တဲ့အသက်ရှင်၍ကောင်းမြတ်တော်မူသောထာဝရဘုရားကိုသိကျွမ်းယုံကြည်ခြင်းအမွေအနှစ်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ခံယူတည်ဆောက်ထားတဲ့ယုံကြည်ခြင်းအမွေအနှစ်ကရှေးဘိုးဘေးတို့ကလက်ဆင့်ကမ်းလာခဲ့တဲ့အမွေအနှစ်တွေကျွန်တော်တို့ခံယူတည်ဆောက်နေကြခြင်းဖြစ်ဒီကနေ့ဒီအမွေအနှစ်တွေကိုကျွန်တော်တို့ရဲ့နောက်တက်လာမယ် generation တွေလက်ဆင့်ကမ်းပေးတဲ့နေရာမှာကျွန်တော်တို့ရဲ့ဘိုးဘေးတွေလက်ဆင့်ကမ်းပေးခဲ့တဲ့အတိုင်းပဲယခုတည်းဘိုးဘေးတွေပေးခဲ့တဲ့အခြေအနေထက်သာလွန်ပြည့်စုံတဲ့အမွေတွေကိုကျွန်တော်တို့ရဲ့ generation တွေကိုဆက်ပြီးတော့မှလက်ဆင့်ကမ်းပေးရမှာဖြစ်ပါတယ်ဒီတော့ကြောင့်မလို့ဒုတိယတစ်ချက်အနေနဲ့ကောင်းမွန်သောအမွေကိုတန်ဖိုးထားလက်ဆင့်ကမ်းပေးတဲ့သူများဖြစ်ကြဖို့လိုပါတယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့တွေဟာကောင်းမွန်သောအမွေကိုတန်ဖိုးထားပြီးတော့လက်ဆင့်ကမ်းတဲ့သူတွေဖြစ်ဖို့လိုပါတယ်119ခုမြောက်သောစာလံ119ခုမြောက်သောစာလံအပိုက်ငယ်131မှာဘာဖော်ပြလဲဆိုလို့ရှိရင်တက်တည်ခံတော်မူချက်တို့သည်အကျွန်ုပ်နှလုံးရှင်လန်းရာဖြစ်၍ကိုအမွေဥစ္စာဖို့အစဉ်အမြဲခံယူပါ၏တက်တည်ခံတော်မူချက်လို့ကျွန်တော်တို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ခံယူတည်ဆောက်ခဲ့ရတဲ့အရာတွေရှေးဘိုးဘေးတွေကကျွန်တော်တို့ကိုလက်ဆင့်ကမ်းပေးခဲ့တယ်အဲ့ဒီလက်ဆင့်ကမ်းပေးလာခဲ့တဲ့အရာအပေါ်မှာကျွန်တော်တို့ရဲ့အသက်တာအပေါ်မှာကျွန်တော်တို့တည်ဆောက်ခဲ့ရတဲ့အရာတွေเนาะဒီနေ့တက်တည်ခံတော်မူချက်လို့ကျွန်တော်တို့ပြောတဲ့အခါကျွန်တော်တို့ကိုယ်တိုင်ခံယူတည်ဆောက်ခဲ့ရတဲ့အရာတွေကျွန်တော်တို့ခံယူတည်ဆောက်ရင်းနဲ့မှတ
တီဆောက်ခဲ့ရတဲ့အရာတွေအပေါ်မှာကျွန်တော်တို့ကျေနပ်ပီတိဖြစ်ရခြင်းเนาะကျွန်တော်တို့တီဆောက်ခဲ့ရတဲ့အပေါ်မှာကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီတီဆောက်ရတဲ့အပေါ်မှာကျေနပ်ပီတိဖြစ်ခြင်းလည်းပါပါတယ်အဲ့ဒီအပြင်ကျွန်တော်တို့အသက်ရှင်လို့ကျွန်တော်တို့တီဆောက်ခဲ့ရတဲ့အရာတွေဟာတကယ်ပဲကျွန်တော်တို့အတွက်အကျိုးရှိတယ်အလွန်ကောင်းတယ်လို့ကျွန်တော်တို့ကိုယ်တိုင်ဆုံးဖြတ်ထားတဲ့အရာနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးဆိုင်ရာဘဝတက်တာမှာအင်အားဖြစ်စေတဲ့အရာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ဒီမှာတော့ဖြစ်ရင်သက်သေခံတော်မူချက်တို့သည်အကျွန်ုပ်နှလုံးရွှင်လန်းရာလို့ပြောတဲ့အခါမှာကျွန်တော်တို့တည်ဆောက်ရသမျှအရာတွေအားလုံးဟာကျွန်တော်အတွက်ကျေနပ်စရာအားရစရာဝိညာဉ်ပိုင်းဆိုင်မှာကြီးရင်စရာဖြစ်တဲ့အရာတွေကိုကျွန်တော်ကအမွေဥစ္စာအဖြစ်ခံယူပြီးတော့ generation ကိုဆက်ပြီးတော့ lesson ကမ်းပေးဖို့အဲ့ဒီ lesson ကမ်းပေးတဲ့သူဖြစ်ဖို့ဖြစ်ပါတယ်ကျွန်တော်ရွှင်လန်းရာဖြစ်တယ်ကျွန်တော်တို့အသက်ရှင်နေရတဲ့ကာလတစ်လျှောက်လုံးမှာကိုဖြတ်တန်းခဲ့ရတဲ့ဘဝအကြောင်းကိုကျွန်တော်တို့ပြန်စဉ်းစားလိုက်တိုင်းမှာကြည်နူးခြင်းเนาะကျွန်တော်စိတ်နှလုံးရွှင်လန်းရာလို့ပြောတဲ့အခါမှာပြန်စဉ်းစားပြီးတော့တခါတရံမှာမိတ်ဆွေတငယ်ချင်းချင်းချင်းကျွန်တော်လှုပ်ဖို့ဆောင်ဘက်ချင်းချင်းကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အကြောင်းအရာလေးကိုပြန်ပြောရတဲ့အခါမှာအင်မတန်မှကြည်နူးဝမ်းမြောက်တယ်ဆိုတော့အနှစ်သာရရှိတဲ့အရာတွေကိုကျွန်တော်တို့လက်ဆင့်ကမ်းဖို့ရလိုပါတယ်ကိုအမွေဥစ္စာအဖို့လို့ပြောတဲ့အခါမှာတစ်ချိန်မှာကျွန်တော်တို့ဟာဒီအမွေတွေကိုကျွန်တော်တို့လက်ဆင့်ကမ်းပေးရမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တတိချက်ပြီးတော့မှထာဝရဘုရားပြင်ဆင်ပြီးတဲ့နေ့ရက်ကာလမှာကျွန်တော်တို့အတိတ်ပဲရှိစွာတက်ရှင်သွားဖို့လိုပါတယ်။သုံးချက်တစ်ချက်ကတော့သားစဉ်မြေးဆက်မင်္ဂလာရှိမဲ့အမွေကိုသာလက်ဆင့်ကမ်းသားစဉ်မြေးဆက်မင်္ဂလာရှိမဲ့အမွေကိုသာလက်ဆင့်ကမ်းပေးပါ။တုတ်တန်ကျမ်းအခန်းကြီး20အငယ်9ကိုနည်းနည်းလေးနားထောင်ကြည့်မယ်ဆိုရင်ဖြောက်မှတ်သောသူသည်မိမိဖြောက်မှတ်ခြင်းလမ်းသို့လိုက်၍သူ၏သားစဉ်မြေးဆက်တို့သည်မင်္ဂလာရှိကြ၏ဖြောက်မှတ်သောသူသည်မိမိဖြောက်မှတ်ခြင်းလမ်းသို့လိုက်၍သူ၏သားစဉ်မြေးဆက်တို့သည်မင်္ဂလာရှိကြ၏ဆိုလိုတာကကျွန်တော်တို့ရဲ့ generation ကျွန်တော်တို့ရဲ့နောက်ကနေတက်လာမဲ့မိသားစုလို့ပြောရင်ကျွန်တော်တို့ရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသင်းတော်လို့ကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့နောင်တက်လာမဲ့အသင်းသူအသင်းသားမျိုးဆက်တစ်တွေကိုကျွန်တော်တို့အသက်ရှင်ပြတဲ့နေရာကျွန်တော်တို့ဟာဖြောင့်မတ်မှန်ကန်စွာအသင်းတော်တွေထဲမှာအသက်ရှင်ဖို့လိုသလိုမိသားစုထဲမှာအသက်ရှင်ဖို့လိုတယ်အဲ့ဒီလိုအသက်ရှင်မှကျွန်တော်တို့ရဲ့ generation တွေကကျွန်တော်တို့ဘယ်လိုအသက်ရှင်ခဲ့တယ်လဲဆိုတာကိုသူတို့ကြည့်ပြီးတော့မှသူတို့ရဲ့ခံယူတည်ဆောက်ခြင်းအရာမှာစင်မြဲမင်္ဂလာရှိမှာဖြစ်ပါတယ်ဆိုလိုတဲ့သဘောကတော့ကျွန်တော်တို့ရဲ့အသက်အရွယ်အပိုင်းခြားလိုက်အသင်းတော်မှာကျွန်တော်တို့ဥဆောင်မှုပေးရတဲ့အခါမှာအသင်းတော်လူကြီးတွေအခန်းကဏ္ဍမှာကျွန်တော်တို့အသင်းတော်ရဲ့တာဝန်တွေကိုဥဆောင်မှုပေးရတဲ့အခါမှာဖြောင့်မတ်တော်သူလို့ပြောတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်တွေဟာအတ္တမမှုတွေကိုလွဲရှောင်ပြီးအသက်ရှင်တဲ့သူဖြစ်တယ်ဆိုးညစ်တဲ့အရာတွေကိုလုံးဝမကျင့်ရှောင်ဘဲနဲ့အသက်ရှင်တဲ့သူတွေဖြစ်ပြီးတော့မှထာဝရဘုရားရဲ့တရားတော်မြတ်ထဲမှာစီရင်ထုံးဖွဲ့တဲ့အရာတွေထဲမှာအသက်ရှင်ကြတဲ့သူတွေဖြစ်မှသာလျှင်ကျွန်တော်တို့တွေဟာကောင်းမြတ်ပြီးတော့မင်္ဂလာရှိတဲ့အမွေဥစ္စာတွေကိုလက်ဆင့်ကမ်းနိုင်မှာဖြစ်ပါတယ်ယောရှုမတ်စာအခန်းကြီး24အငယ်15ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဘာပြောလဲဆိုလို့ရှိရင်ငါနဲ့ငါအိမ်သားဖြစ်လျင်ထာဝရဘုရားကိုသာဝတ်ပြုမယ်ဒါဟာယောရှုကိုယ်တိုင်ထာဝရဘုရားရဲ့ကောင်းမြတ်ခြင်းထာဝရဘုရားသူ့အတွက်ဘလောက်ထိကောင်းတယ်လဲဆိုတာကိုသူကိုယ်တိုင်မြည်ဆန်းပြီးသူခံယူတည်ဆောက်ခဲ့ရတဲ့အရာကိုသူ့ရဲ့မိသားစုကိုလည်းသူဒီလိုပဲလက်ဆင့်ကမ်းခဲ့တယ်သူဥဆောင်နေရတဲ့ဘုရားရဲ့သားသမီးတွေဣသရေလလူမျိုးတော်ကိုလည်းသူဒီလိုပဲသူဥဆောင်မှုပေးခဲ့တယ်မင်းတို့ရဲ့ဘိုးဘေးတွေရဲ့ကိုးကွယ်တဲ့ဘုရားကိုမင်းတို့ရွေးမလားဒါမှမဟုတ်လို့ရှိရင်လေဒီနေ့ငါတို့ယုံကြည်ကိုးစားတဲ့ဘုရားကိုရွေးမလားငါနဲ့ငါအိမ်သူအိမ်သားကတော့ထာဝရဘုရားကိုပဲတစ်သက်လုံးယုံကြည်ကိုးစားသွားမယ်ဆိုတဲ့အမွေဥစ္စာကိုသူ့ generation ကိုသူပေးခဲ့တယ်လို့နောက်ကနေလိုက်လာတဲ့လူမျိုးတော်တွေကိုလည်းသူဒီအမွေဥစ္စာတွေပေးခဲ့တဲ့အခါမှာအငယ်31ကိုရောက်တဲ့အခါမှာယောရှုမရှိသည့်နောက်အသက်ရှင်သောအသက်ကြီးသူတို့လက်ထက်၌လည်းထာဝရဘုရားကိုဝတ်ပြုကြ၏ယောရှုလက်ဆင့်ကမ်းခဲ့တဲ့ကောင်းမြတ်တဲ့အမွေဆိုတဲ့
ထာဝရဘုရားကိုယုံကြည်သက်ဝင်ကိုးစားခြင်းအမွေဟာယောရှုလည်းမရှိရင်ယောရှုလည်းမရှိတော့ဒီယုံကြည်ကိုးစားခြင်းဟာကွယ်ပြောက်သွားတာမဟုတ်ပဲနဲ့သူမရှိတာတော့မှနောက်လက်ဆင့်ကမ်းပြီးတော့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေတိုင်အောင်ပင်လျင်ထာဝရဘုရားကိုယုံကြည်ကိုးစားတဲ့အမွေဥစ္စာဟာမင်္ဂလာအဖြစ်နဲ့တည်ရှိခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်ထို့အတူပဲကျွန်တော်တို့ရှင်ယောဟန်ဩဝါဒစာတတိယဆောင်အခန်းကြီး1အငယ်3မှာပြောလဲဆိုလို့ရှိရင်ငါဤသားသမီးတို့သည်တမန်တရား၌ကျင်လေသည်ကိုငါကြား၍ဝမ်းမြောက်ခြင်းထက်သာ၍ဝမ်းမြောက်ခြင်းမရှိဘိုးဘေးတို့လက်ဆင့်ကမ်းပြီးခဲ့တယ်ယုံကြည်ခြင်းအမွေအနှစ်ကိုသူတို့လွန်သွားတော်ညာလည်းပဲဒီသားသမီးတွေဟာဘိုးဘေးတို့ချမှတ်ပြီးခဲ့တဲ့တမန်တရားထဲမှာပဲကျင်လေအသက်ရှင်နေတာကိုမြင်တွေ့နေရတဲ့အတွက်ကြောင့်မလို့သုံးထားတဲ့စကားလုံးကတော့ဝမ်းမြောက်ခြင်းထက်သာ၍ဝမ်းမြောက်ခြင်းမရှိဒီစကားလုံးကိုလေးနက်စွာတန်ဖိုးထားပြီးတော့မှသုံးခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မလို့တတိယတစ်ချက်ကတော့သားစဉ်မြေးဆက်မင်္ဂလာရှိတဲ့အမွေကိုသာလက်ဆင့်ကမ်းပေးဖို့ဖြစ်ပါတယ်။နောက်ဆုံးနဲ့လေးချက်တစ်ချက်ကတော့မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းတဲ့အမွေမျိုးဆက်သစ်များကိုလက်ဆင့်ကမ်းတဲ့သောအမွေဟာဘာတွေလဲဆိုလို့ရှိရင်88ခုမြောက်သောစာလံအပိုက်ငယ်3-4မှာပါပါတယ်ဘိုးဘီတို့သည်ပြော၍ငါတို့သည်ကြားသိရသောထိုအရာများကိုသားမြေးတို့မှမဝက်မထားထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နှင့်တကိုးတော်ကို၎င်းပြုတော်မူသောအံ့ဩဖွယ်အမှုတို့ကို၎င်းဖြစ်လက်တန့်သောသူတို့အားဖော်ပြကြမည်ဒီကျမ်းပိုက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဘိုးဘေးတို့သည်ပြော၍ကျွန်တော်တို့အဖိုးအဖွားတွေဘယ်လိုအသက်ရှင်ခဲ့တယ်လဲဒီကနေ့ဒီအသင်းတော်ကြီးဖြစ်တည်လာဖို့ရန်အတွက်ကျွန်တော်တို့ရဲ့ဘိုးဘေးတွေဘယ်လိုမျိုးယုံကြည်ခြင်းတွေကိုလက်ဆင့်ကမ်းပေးခဲ့တယ်လဲဒီနေ့ကျွန်တော်တို့ရဲ့ဒီအသင်းတော်ရဲ့သမိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့မှလေ့လာကြည့်မယ်ဆိုရင်ဘိုးဘေးတို့သည်ပြော၍ဆိုတဲ့စကားလုံးရဲ့အနှစ်သာရကိုကျွန်တော်တို့ဒီနေ့ခံစားတည်ဆောက်မိကြမှာဖြစ်ပါတယ်အဲ့ဒီလိုဘိုးဘေးတွေပြောခဲ့တဲ့အရာကိုကျွန်တော်တို့ရဲ့နောင်တက်လာမဲ့ generation အသစ်တွေကိုဒီမှန်ကန်တဲ့သမိုင်းတွေကိုကျွန်တော်တို့လက်ဆင့်ကမ်းပေးဖို့လိုပါတယ်ဒီကနေ့ကျွန်တော်တို့နေထိုင်နေတဲ့မြန်မာပြည်ကြီးမှာအင်မတန်မှရိုးစင်းပြီးတော့မှအင်မတန်မှကောင်းမွန်တဲ့သမိုင်းအမွေအနှစ်တွေရှိတယ်ဒါပေမဲ့အဲ့ဒီသမိုင်းအမွေအနှစ်တွေကိုဒီကနေ့တာဝန်ရှိနေတဲ့ပုံကိုယ်တွေကသမိုင်းတွေကိုဖျက်ဆီးဖို့ကြိုးစားနေကြတယ်အဲ့ဒီသမိုင်းကိုဖျက်ဆီးဖို့ကြိုးစားနေတဲ့သူတွေထဲမှာဒီနေ့ကျွန်တော်တို့မပါဖို့ထာဝရဘုရားရှင်ရဲ့ကောင်းမြတ်တဲ့အမွေအနှစ်တွေကိုဒီသမိုင်းကြောင်းတွေကိုလက်ဆင့်ကမ်းပေးတဲ့သူတွေဖြစ်ဖို့ကျွန်တော်တို့တာဝန်ရှိပါတယ်ကျွန်တော်တို့ဘိုးဘေးတွေကျွန်တော်တို့ပြောခဲ့တဲ့ဒီမှန်ကန်တဲ့သမိုင်းတွေကိုကျွန်တော်တို့ကြားရပြီဆိုရင်ကျွန်တော်တို့ရဲ့သားသမီးတွေ next generation တွေကိုကျွန်တော်တို့ဒီအမွေကိုအကောင်းဆုံးလက်ဆင့်ကမ်းပေးရမှာကျွန်တော်တို့တာဝန်ဖြစ်ပါတယ်သားမြေးတို့ကိုမဝက်မထားနဲ့เนาะဒီသားမြေးတွေမသိစေဖို့ဒီသမိုင်းကိုမဖြောက်ဖျက်လိုက်နဲ့အတိတ်ပဲဒီကျမ်းပိုက်ထဲမှာပဲဖြစ်လက်တန့်သောသူတို့အားဖော်ပြကြမည်အဲ့ဒီဖြစ်လက်တန့်သောသူတို့အားလို့ပြောတဲ့အခါမှာကျွန်တော်ပြောနေတဲ့ next generation ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေပေါ်ထားခြင်းဖြစ်ပါတယ်အင်္ဂလိပ်ထဲမှာတော့ဗာပြောလဲဆိုလို့ရှိရင် but to tell the coming generation အင်္ဂလိပ်လိုမှာတော့အဲ့ဒီလိုသုံးထားပါတယ်ဒါပေမဲ့ဆရာကြီးယူဒတန်ကတော့ဗာပြောလဲဆိုလို့ရှိရင်ဖြစ်လက်တန့်သောသူတို့အားဖော်ပြကြမယ်ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေကိုကျွန်တော်တို့ဒီသမိုင်းအမွေအနှစ်တွေစောစောကကျွန်တော်ဖော်ပြခဲ့တယ်အမွေဥစ္စာထဲမှာကျွန်တော်တို့ရဲ့လာဟုရိုးရာထုံတန်ဒလိအဲ့ဒီအမွေဥစ္စာတွေကိုလည်းစာပေတွေကိုလည်းယဉ်ကျေးမှုအမွေနှစ်တွေကိုကျွန်တော်တို့ထိမ့်သိမ်းပြီးတော့သားသမီးမြေးများကိုကျွန်တော်လက်ဆင့်ကမ်းဖို့လို့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအမွေအနှစ်တွေကိုလည်းကျွန်တော်တို့လက်ဆင့်ကမ်းပေးဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်ဒီကနေ့အသင်းတော်တွေတော်တော်များများမှာကျွန်တော်တို့သမိုင်းကြောင်းတွေပျောက်သွားတာတွေသ
တမိုင်းကိုလက်ဆင့်မကမ်းနိုင်တဲ့အသင်းတော်အများကြီးရှိပါတယ်ကျွန်တော်တို့ရဲ့ဒတ်ချ်လိတ်လာဟုနေချင်းအသင်းတော်ဟာတမိုင်းအမွေအနှစ်တွေကျွန်တော်တို့ရဲ့လူမျိုးနွယ်စုရဲ့အမွေအနှစ်တွေထိမ့်သိမ်းပြီးတော့မှယုံကြည်ခြင်းတွေကိုလည်းလက်ဆင့်ကမ်းတဲ့အသင်းတော်အသင်းသူအသင်းသားမိသားစုများဖြစ်ကြပါစေလို့ကျွန်တော်အနေနဲ့ဒီမြခွန်အားပေးလိုပါတယ်။ဂျာနာရသူသာသမီတိုင်းပေါ်မှာထာဝရဘုရား၏ငြိမ်သက်ခြင်းကောင်းကြီးတို့သည်ပြည့်ပြည့်စုံစွာတက်ရောက်ပါစေ။